ဟုတ်လေ social media ပေါ်မှာလေအခန်းလေးထဲမှာအလင်းရောင်ကောင်းကောင်းအပြင်အစင်လှလှလေးနဲ့ရိုက်တင်ထားတဲ့ထပ်ပုံတွေကိုမြင်ပူးကြမှာပါဗျမြင်ဖူးတယ်အများကြီးပဲ ဟုတ်တယ်မလားအဲ့ဒီပုံတွေကိုကြည့်လိုက်ရင်လေအရန်ကိုတာယာလှပါပြီးတော့ငင်းချနေစေအောင်ထင်ရတယ်ဗျ ဟုတ်ပါတယ်ရှင်တကယ့်ကိုအေချမ်းတဲ့ဘွားလေးတစ်ခုလိုမျိုးပေါ့ ဒါပေမဲ့လေတကယ်လက်တွေမှာကျတော့အဲ့ဒီကင်မရာပေါင်းရဲ့အပြင်ဘက်လက်မအနှင်းငယ်အကွာမှာတင်ဘက်ကလေးတွေကစူညံပြေးလွှားနေနိုင်တယ်ရုပ်တွေကနီယာနဲ့ရှုပ်ပွေနေနိုင်တယ်ဗျ မီးဖို့ချောင်းထဲမှာလဲမစေရသေးတဲ့ပန်းခန်းလေးပုံနေနိုင်သေးတယ်နော် ဒါပေါ့ဗျာမျက်စိရှိမှမြင်နေရတဲ့လျားနဲ့လေတကယ်နောက်ွယ်ကအဖြစ်ပြက်တွေကလုံးဝကိုစန့်ကျင်ပဲဖြစ်နေတတ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အသေးစိတ်လေးလာစမ်းစစ်မိအကြောင်းအရာကအဲ့ဒီလိုမျိုးမျက်စိရှိကအတုအယောင်ညင်ချမှုတွေအကြောင်းပဲဖြစ်ပါတယ် စိတ်ဝင်စားစရာပဲရှင် ဟုတ်ကဲ့ပြီးတော့ကျွန်တော်တို့ဘာကြောင့်အများအားစိတ်ပင်ပန်းနေရလဲဆိုတဲ့အကြောင်းရင်းတွေပါလေ့လာသွားမှာပါအထူးသဖြင့်ဆရာမောင်သားတို့ရဲ့ကြပြပရိသတ်ဖို့စောက်ထက်ကဖြောင်မြောက်တဲ့ကြပြတစ်ပုဒ်ကိုအခြေခံပြီးတော့ပါ ကြပြပရိသတ်4ထဲကကြပြတဲ့ဘုတ်ပေါ့ ဟုတ်တယ်ဗျနေ့စဉ်ဘဝရဲ့ဗျံပဒချီနေနေနဲ့ဗုဒ္ဓသစ္စာထက်ကမာယာတို့အဝိဇ္ဇာတို့ဆိုတဲ့သဘောတရားလေးဘလို့နဲ့နဲ့ရှိုင်းရှိုင်းဆက်ဆက်နေလဲဆိုတာကိုဒီနေ့သိချလေးဖြည့်တွေးကြည့်ကြမယ် ဟုတ်ကဲ့ရှင်ဟိုဒီမြက်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ကျမတို့နေ့စဉ်ဖြတ်တန်းနေရတဲ့ဘဝရဲ့ပုံမှန်လုံယုံလုပ်စီနေတဲ့မှာလေဖုံးကွယ်နေတဲ့စစ်ပိုင်းဆိုင်ကရှုပ်ထွေးမှုတွေကိုကြပြဆရာကသိချပုံဖော်ထားတာပါတာမန်အားဖြင့်ကျမတို့ကအိမ်ဆိုတာအလုတ်ကနေပြန်လာရင်အေးအေးစစ်စစ်အနားယူရမယ့်နေရာလို့သတ်မှတ်ထားကြတယ်လေဒါပေမဲ့တကယ်တမ်းအိမ်ရောက်တဲ့ဖာအဲ့ဒီလိုငင်းချမှုမျိုးတကယ်ရရလား ဟာအဲ့ဒါတကယ်မေးရမေးခုံးမယ်ဗျ မင်းစင်တင်တင်မွေးမွေးထောက်ပြသွားတာတရားတယ်ရှင် ဟုတ်ပြီဗျဒါဆိုရင်ကြပြရဲ့အစာပိုင်းလေးကိုယဉ်ကြည့်အောင်နေဝင်စီးစာအခြေလေးကိုပုံဖော်ထားတယ် At dusk the house is quiet as a painting စီးစာမှာအင်းဟာပန်းချီကားလိုညီစိတ်နေတယ်ပေါ့ မမလေးပြီးတော့လေ the moon calls her children လမင်းကသူ့ရဲ့ကလေးတွေဖြစ်တဲ့ကျေလေးတွေကိုခေါ်နေတယ်ဆိုတဲ့တာယာလာပါတဲ့တင်စားချက်လေးပါလာတယ်ဗျာဖတ်လိုက်တာနဲ့လေမျက်စိထဲမှာတိတ်ဆိတ်ငြိမ်သက်နေတဲ့အိမ်လေးတစ်လုံးကိုချက်ချင်းမြင်အောင်လာပြီလေ ဟုတ်တယ်ရှင်ပုံရိပ်လေးကတော်တော်လာတယ် ဒါပေမဲ့ဗျာစကလုံးရွေးချယ်မှုကနည်းနည်းထူးခြားနေတယ်လို့ခန်းစားရတယ် as a painting ဆိုတဲ့စကလုံးကငြိမ်သက်နေတာတော့ဟုတ်ပါတယ်ဒါပေမဲ့ပန်းကြီးကဆိုတာအသက်မပါဘူးလေလှုပ်ရှားမှုမရှိပဲအေးခဲနေတာမျိုး ဟုတ်ပါတယ် ဒီတော့အဲ့ဒီအိမ်လေးကတကယ်ရောငင်းချနေတာဟုတ်ရလားဆိုတာတွေးစရာဖြစ်လာတယ်ဗျာပန်းကြီးကလို့ငင်းနေတာဆိုတော့တကယ်အသက်ဝင်နေတဲ့ငင်းချမှုမျိုးမဟုတ်တော့ဘူးထင်တယ် အဲ့ဒါကဒီကြပြရဲ့အဓိကတော့ချက်တစ်ခုပါပဲရှင်ပန်းချီအားလုံးငင်းစိတ်နေတယ်ဆိုတာဟာတကယ်စစ်မှန်တဲ့ငင်းချမှုမဟုတ်ဘူးဆိုတာကိုကျူတင်ပြီးအရင်အငယ်ဖြတ်လိုက်တာပါ Okay ဘုရားသတ္တနာရှုထောင့်ကနေကြည့်မယ်ဆိုရင်လေဒါကိုမာယာလို့ခေါ်ပါတယ် မာယာဘော ဟုတ်ပါတယ်မာယာဆိုတာကမရှိတာကိုရှိတယ်လို့ထင်အောင်လှည့်စားထားတာဟိုအပေါ်ရန်အခွန်တတ်လှပနေရကိုခေါ်တာပါရှင်ကျမတို့ကစုညံတန်တွေခဏတိတ်သွားတာအလုပ်တွေခဏရပ်သွားတာကိုပဲငင်းချမှုလို့ထင်ရောင်ထင်မှချစ်နေကြတာလေ တကယ်တော့အဲ့ဒီလိုမဟုတ်ဘူးပေါ့နော် မဟုတ်ဘူးရှင်တကယ်တော့အဲ့ဒီတိတ်ဆိတ်မှုမြေအောက်မှာကြီးမားတဲ့ပေါက်ခွဲမှုတွေရှုပ်ထွေးမှုတွေကအချင်းမြင့်ပေါက်ခွဲထွက်လာဖို့အတင်းဆောင်နေကြပါတယ် နေပေါ့မြဒီနေရာမှာကျွန်တော်နည်းနည်းဝင်မေးချင်တယ်ဟိုကလေးတွေအိတ်သွားလို့အင်ကြီးတိတ်ဆိတ်သွားတာအလုပ်တွေပြီးလို့ဆိုဖာပေါ်မှာခဏလဲပြီးနားရတာကတကယ်ငင်းချမ်းမှုအစ်စ်ပဲမဟုတ်ဘူးလားတနေ့လုံးပင်မလာသမျှအဲ့10မိနစ်လောက်နားရတဲ့အချိန်လေးကိုတောင်မှဗုဒ္ဓဒသနာဒါမှမဟုတ်ဒီကဗျာကမာယာပါအတုအယောင်ပါလို့ဘာလို့သွားပြီးခေါင်းစဉ်တိုက်ရတာလဲဗျာအဲ့ဒါကတိတ်ပြီးအစိုးမြင်လွန်းရမှာကြောက်လား မဲတဲ့နဲ့မင်းဟိုးမှာရှင်ဒါပေမဲ့အစိုးမြင်တာမဟုတ်ပါဘူးတကယ်အရှိတရားကိုရှင်းပြနေတာပါ ဘယ်လိုမျိုးလဲဗျာ အဲ့ဒီ10မိနစ်လောက်နားရတဲ့အချိန်လေးဟာရုပ်ပိုင်းဆိုင်ရာအရာခဏတစ်ဖြုတ်တက်တာသွားတာတော့မှန်ပါလေရှင်ဒါပေမဲ့အဲ့ဒါကပြဿနာတွေအလုံးပြီးဆုံးသွားလို့ရလာတဲ့ငြင်းချမှုမျိုးမဟုတ်ဘူးလေ အော်ဟုတ်တယ်ဗျာ စိတ်ကူးထဲမှာခဏတာဖန်တီးထားတဲ့ယာယီရပ်စဲမှုတက်ပါခမားဆိုဖာပေါ်မှာလဲနေပေမဲ့ခေါင်းထဲမှာမနှက်ဖြန်လောက်ရမယ့်အလုပ်တွေ ဘေးစရာရှိတဲ့ဘေးရီ ဟုတ်တယ်ဖြည့်ရှင်းရမယ့်ပြဿနာတွေကိုတွေးပြီးစိတ်ပူနေတော့မှမဟုတ်လား အဲ့ဒါတော့မှန်ပဲဗျလဲတာလဲနေတာကောင်းကလုံးလုံးနေတော့မှ အဲ့ဒီတော့အင်ဂျီကပန်ဂျီကောလို့ညီတဲ့နေပေမဲ့ခမားရဲ့စိတ်ကဒီကင်းငင်းချမ်းနေတာမဟုတ်ဘူးလေအပြင်းမှန်တိတ်ဆိတ်မှုကိုကြည့်ပြီးငါဘွားကြီးအေးချမ်းနေလာပြီလို့ကိုလက်စားနေတာကိုမာယာလို့ပြောတာပါ သဘောပေါက်ပြီဗျာ ဒါကိုထွင်းပေါက်မိမြင်နိုင်တာကတော့အဝိဇ္ဇာပေါ့ရှင် Okay
ကောင်းပါမှာလေဗျโอเคသဘောပါပြီရုပ်ပိုင်းဆိုင်ရာတိတ်ဆိတ်မှုကစိတ်ပိုင်းဆိုင်ရာငြင်းချမှုမဟုတ်ဘူးပါ ဟုတ်ပါတယ်ရှင် ဒါကြောင့်လဲကြပြတာအဲ့ဒီအပေါ်ရငြင်းတမှုအောင်မှာပုံွယ်နေတဲ့လက်တွေ့ဘဝကြီးကိုစပ်ပြီးဖော်ပြလာတာပဲကို အင်းဘယ်လိုဆက်ဖော်ပြလဲရှင် ညဘက်ရောက်လာတဲ့အခါမှာလေအဲ့ရတဲ့ကလူတွေကကလေးတွေကိုစောင့်နေကြတယ်အဲ့ဒီအချိန်မှာကွန်ပျူတာရှေ့ကမိန်းပါတယ်တာ meet and smack like crickets တဲ့ပိုရတဲ့လို့တိုင်းမီနေကြတယ်လို့ရေးထားတယ် ပြီးတော့ဒီထက်ပိုပြီးပြင်းထန်တဲ့တင်စားချက်တစ်ခုလာတယ်ဗျာ The house scatters like shrapnel တဲ့အင်းရောပုံစံအစနာလို့ပြန်ကျဲသွားတယ်ဆိုတော့ တော်တော်ပြင်းထန်တဲ့ဇုံလုံးပဲနော် ဟုတ်တယ်ဗျာပြီးတော့ hordes of phantoms blossom and faint တစ်စေအုပ်ကြီးတွေဖူးပွင့်လာပြီးမေးမိန်သွားကြလေလို့ဆိုထားတယ်ဖတ်လိုက်ရတာခုနကပန်းချီကားလို့ငြင်းတဲ့နေတဲ့အိမ်လေးကနေယုတ်တရက်ကြီးစစ်တလင်ပင်ကိုရောက်သွားတယ်လို့ပဲဗျာ ဟုတ်တယ်ရုတ်တရက်အလဲအပြောင်းဖြစ်သွားတာ ဘုံစံအစနာလို့ပြန်ကျဲတယ်ဆိုတဲ့အတုံးလုံးကတော်တော်လေးကြမ်းတမ်းတယ်နော်ဒါကတကယ်ရုပ်ပိုင်းဆိုင်ရာပောက်ခွဲပစ္စည်းတာကိုပြောချင်တာလား ဟုတ်လေရုပ်ပိုင်းဆိုင်ရာအဆောက်အုံကြီးပောက်ကွဲသွားတာကိုပြောတာတော့မဟုတ်ပါဘူးရှင်ကျမတို့ရဲ့စိတ်အာယုံတွေအာယုံဆူစိတ်မှုတွေပြန်ကျဲသွားတာကိုတရုပ်ဖော်ထားတာပါ အော်စိတ်အာယုံကြီးပြန်ကျဲတာပေါ့ ဟုတ်တယ်ညဘက်အိမ်ရောက်လာတဲ့အချိန်ကိုပြန်စဉ်းစားကြည့်ပါလားတယောက်က TV ကြည့်နေမယ်တယောက်ကဖုန်းပွင့်နေမယ် ဟုတ်တယ်နောက်တစ်ယောက်ကအလုပ်ကိစ္စအတွက် email ပြန်ဆက်နေမယ်ပေါ့ အဲ့ဒါပဲလေလူတွေကအိမ်ဆိုတဲ့နေရာတစ်ခုထဲမှာအတူတူရှိနေပြီးမြဲစိတ်တွေကနေရာအနှံ့ကိုပုံစံလေးလို့လွင့်စင်ပြန်ကျင်းနေကြတယ်ရှင် တကယ်ပဲဗျ မီတာစုအချင်းချင်းကြားမှာတကယ့်စစ်မှန်တဲ့စက်သွယ်မှုမရှိတော့ဘူးလေဒါကိုကြပြဆရာကမျက်စိတွေကွက်ကွက်ကွင်းကွင်းမြင်လာအောင်ပုံစံလိုပြန်ကျင်းတယ်လို့တုံလုံးလိုက်တာပါ မင်းရောင်လာပြီဗျကွန်ပျူတာရှေ့ကအမျိုးသမီးတွေအကြောင်းဆိုရတော့ဘလို့အထိပဲလဲ ကိုရီတီလိုတိုက်မိတယ်ဆိုတာကလေရေရွေချက်ရှိရှိနွေးနွေးထွေးထွေးတွေးဆုံတာမျိုးမဟုတ်ဘူးရှင်ကိုရီတီဆိုတာအလင်းရန်ရှိတဲ့စီကိုကိုင်းရန်ပြီးတိုက်မိတက်ရဝင်တိုင်းမိကြတာလေ ဟုတ်တယ်ဗျအလင်းအောင်တွေ့ရင်ဝင်တိုးကြတာပဲ အဲ့လိုပဲခစ်တဲ့လူသားရဲ့ဟာလေအလို့ဖိအားရင်တာဝန်နေကြမှာကိုပိုင်အတိစိတ်ကင်းမဲ့စွာနဲ့စက်ရုပ်တင်လို့ခေါင်းမဖော်တဲ့လုံးနေကြတိုက်မိခိုင်းမိဖြစ်နေကြတာကိုတင်စားထားတာပါရှင် အော်စိတ်ရုပ်ဒီလိုခေါင်းမဖော်တန်းလုပ်နေကြတယ်ဆိုတဲ့စကားကတော်တော်ထိမိတယ်ဗျကျွန်တော်တို့တွေဘောက်တောင်အလုပ်တွေဖုံးတွေထဲမှာနစ်မြောက်နေလဲဆိုရင်ဘင်းနာကလူနဲ့တောင်မျက်နှာကျဆက်စကားမပြောဖြစ်တော့ဘူးလေ ဟုတ်တယ်ရှင် ဒါဆိုရင်ခုနကပြောတဲ့တစ်စေအုပ်ကြီးတွေဖူးပွင့်လာပြီးမင်းမိန်သွားတယ်ဆိုတာကတော့ဗျာဒါကတကယ်တရက်တစ်စေတွေကိုပြောတာတော့မဖြစ်နိုင်ဘူးပေါ့နော် မဟုတ်ပါဘူးရှင် ကျွန်တော်ထင်တာကတော့လေဥပမာညဘက်အိယာဝင်ဖို့မျက်လုံးမှိလိုက်တဲ့အချိန်မှာရုတ်တရက်ကြီးမနေ့ပြန်အစီအဝေးအတွက် file မပို့ရသေးဘူးဆိုပြီးတွေးမိလိုက်တာမျိုးပေါ့ဒါမှမဟုတ်လွန်ခဲ့တဲ့9နှစ်လောက်ကကိုပြောခဲ့မိတဲ့အမားတစ်ခုကိုပြန်တွေးမိပြီးရှက်နေတာမျိုးဗျာအဲ့ဒီလိုခေါင်းထဲဝင်လာတဲ့အတွေးတွေစိတ်ပူပန်မှုတွေကိုတစ်စေးလို့တင်စားထားတာလား ကွက်တိပါပဲရှင်အဲ့လားတကက်အကောင်းဆုံးဥမှာပဲကြပြတဲ့ကတစေးဆိုတာအပြင်က6လက်နေတဲ့တရေတွေမဟုတ်ပါဘူး ဟုတ်ကဲ့ ကျမတို့ရဲ့စိတ်ထဲမှာလာကြသွားကြဖြစ်နေတဲ့အတွေးတွေမဖြစ်တဲ့တွေးတဲ့တာဝန်တွေနောင်တလေစိတ်ဖြီးစီးမှုတွေကိုဆိုလိုတာပါရှင် အဲ့ဒါတွေကညားဘက်မှာပူဆိုးတယ်နော် ဟုတ်တယ်လေနေ့လယ်ဘက်အလုံးများနေချိန်မှာအဲ့ဒီအတွေးတွေကိုဖိထားလို့ရမယ်မေညဘက်အိပ်ရောက်ဝင်ချိန်ရောက်လို့အရာလုံးတိတ်ဆိတ်သွားတဲ့အခါကျမှအဲ့ဒီအတွေးတစေးတွေကခေါင်းထဲမှာတယွန်းယွန်းနဲ့ချပြီးတောင်းကျမ်းကြတော့တာပဲ တကယ်ပဲဗျာ ခုပွင့်လာပြီးမိမ့်မိန်သွားတယ်ဆိုတာကလက်တွေးတစ်ခုဝင်လာလိုက်ပျောက်သွားလိုက်နောက်တစ်ခုထပ်ဝင်လာလိုက်နဲ့စိတ်ကတနေရာထဲမှာမငြိမ်သက်နေတာကိုပြနေတာပါရှင် အဲ့ဒါတကယ်ကိုလက်တွေ့ပါပဲဗျာလူတိုင်းအဲ့ဒီလိုညမျိုးတွေကိုဖြတ်တန်းပူကြမှာပါခေါင်းထဲမှာတွေးတွေများလုံးလို့အိပ်မရတဲ့ညတွေလေ ဟုတ်ပါတယ်ရှင် ဒါဆိုရင်ဒီနေရာမှာဒသနာပိုင်ဆိုင်ရာမေခွန်းတစ်ခုထွက်လာပြီဗျာကျွန်တော်တို့တွေဘာလို့အဲ့ဒီလောက်တောင်ဒုက္ခခံစားနေရတာလဲအိမ်ဆိုတာအနားယူစရာနေရာလို့တိထရတာနဲ့ဘာဖြစ်လို့ဘုံဆန်တွေလို့ပြန့်ကျဲပြီးအတွေးတိတ်ဆယ်တွေနဲ့နှစ်ပန်းလုံးနေရတာလဲ ဒီမဲခွက်အတွက်အဖြေကတော့အရှိမကျမတို့ပြောခဲ့တဲ့အဝိဇ္ဇာပါပဲရှင် အဝိဇ္ဇာဆိုတော့မတိတာပေါ့ ဟုတ်တယ်ဗုဒ္ဓတသနာယလူတွေကသစ္စာတရားကိုမသိလို့ဒုက္ခခံစားကြရတာဖြစ်ပါတယ်အဝိဇ္ဇာဆိုတာအစာမတက်တာပညာမတက်တာကိုပြောတာမဟုတ်ဘူးလေ ဒါဆိုဘာကိုပြောတာလဲဗျ မိမိကိုယ်ကိုသိမြင်နိုင်စွမ်းပျောက်ဆုံးနေတာအကြောင်းနဲ့အကျိုးကိုမှန်မှန်ကန်ကန်မချိတ်ဆက်နိုင်တာကိုပြောတာပါရှင် အော်ကိုတတိမထားမိတာပေါ့ ဟုတ်ပါတယ်လူတွေကပြဿနာရဲ့အရင်မြစ်ကမိမိရဲ့စိတ်ထဲကလောဘဒေါသမောဟတွေကြောင့်
ဒါမှမဟုတ်ကိုယ်တိုင်ဖန်တီးထားတဲ့ဆွဲလောင်းမှုတွေကြောင့်ဆိုလာကိုမသိကြဘူးရှင် အများစုကအပြင်ကိုပဲအဖြစ်တင်ကြတာလေ မှန်ပါတယ်အပြင်ဘက်ကအလုပ်တွေလူတွေအခြေအနေတွေကိုပဲအပြစ်တင်နေကြတယ်အဲ့ဒီလိုအမှန်တရားကိုမမြင်နိုင်တဲ့အတွက်ကြောင့်စိတ်ကူးရင်မာယာတွေပရမ်ပတလောကကြီးထဲမှာပိတ်မိပြီးပင်ပန်းစီးရနေကြရတာပါ နားလဲပြီဗျာ ကိုယ်စိတ်ထဲမှာတစ္ဆေးတွေတောင်းကြနေမှန်ကိုယ်တိုင်ပြန်မသိတဲ့အခြေအနေမျိုးဟာအဝိဇ္ဇာရဲ့အဆိုးရွားဆုံးဗန်းမိုးမှုပါပဲရှင် ဒါဆိုရင်အဝိဇ္ဇာဆိုလာကိုယ်စိတ်အခြေအနေကိုကိုယ်တိုင်ချီအားမခံနိုင်တော့တဲ့အကွယ်အကားကြီးတစ်ခုပေါ့နော် အဲ့ဒီလိုပြောလို့ရပါတယ်ရှင် အဲ့ဒီအချက်ကလေကြပြရဲ့နောက်ဆုံးအပိုင်းမှာအထင်လန့်ပေါ်လာတယ်ဗျာညာဘက်ကပုံစံလေးလိုပေါက်ကွဲပြီးအတွေးတစေးတွေနဲ့နှပန်းလုံးခဲ့ရတဲ့ညနေပိုင်းဒီအဆုံးသက်သွားပြီးဆိုပါတော့ မနမူလင်းရင်အရာအလုံးအသက်ပြန်ဖြစ်ပြီးငိမ့်ချမ်းသွားပြီလားဆိုတော့မဟုတ်သေးဘူးဗျာကြပြကဆက်သွားတယ် In the morning borders revel in despair တဲ့ ဟုတ်တယ်မနက်မှာနေဆက်တွေအနားတွေအစဖွားကုန်နေစိတ်ပြစ်ကြရတယ်ဆိုတဲ့အပိုင်းနော် ဟုတ်တယ်ဗျာညကငိမ့်ချမ်းမှုမရှိခဲ့တဲ့အကျိုးဆက်ကမနေ့တီပါလာတယ်ပြဿနာကနေလက်စားစားတဲ့အချိန်ထိဆက်ချင်နေတော့ပဲလေအဲ့ဒီမှာအထွတ်အထိပ်အနေနဲ့ကြပြမှာအရမ်းမိုက်တဲ့စာသားလေးတစ်ချောင်းပါလာတယ်ဗျာ ဘာသာသားလေးလဲရှင် နေလက်စားမှာပြောတဲ့ဟာဘယ်ကလာမှဘယ်သူသိမလဲ coffee စီရလား no စီကလား the coffee or the cream ပေါ့ ဟာအဲ့ဒီနေရာလေးကတကယ်ကိုရတာမှပါတယ်ရှင်ကြပြတပုတ်လုံးရဲ့အနှစ်သာရကိုဒီစကလုံးလေးအနှင်းငင်နဲ့ဆွဲချိလိုက်တာပဲ ဒီအစီရင်ခံစားကိုဘာလို့ဒီလိုပုံစံလုပ်ထားတာလဲဆိုပြီးစိတ်ဆိုးမှန်ဆိုးနဲ့ပြောချလိုက်တယ်ဆိုပါစို့ လက်တွေ့မှာကြုံဖူးကြမှာပါ အဲ့ဒီအချိန်မှာပြန်စဉ်းစားကြည့်အောင်သူတကယ်ပဲအဲ့ဒီအစီရင်ခံစားပုံစံကိုမကြိုက်လို့စိတ်ဆိုးနေတာလားဒါမှမဟုတ်သူခုလေးတင်တောင်းလိုက်တဲ့ကော်ဖီကအရာသာမကောင်းလို့နိုးစီကအချိုးအဆမကြလို့စိတ်အိုက်ပြီးပြောလိုက်တာလား ဟုတ်တယ်ဖြစ်နိုင်တာပဲလေ ဒါမှမဟုတ်ပိုပြီးနည်းနည်းတွင်းကြည့်မယ်ဆိုရင်ဖိခဲ့တဲ့ညကသူ့အိမ်မှာပုံစံလေးလိုပြန်ကျဲခဲ့တဲ့မိသားစုပြဿနာတွေသူခေါင်းထဲကမထွက်သေးတဲ့အတွေ့အသိစိတ်တွေကြောင့်အေးရင်မဝပဲအဲ့ဒီစိတ်ဖိစီးမှုတွေစုပုံလာပြီးအခုကိုလာပြီးပောက်ခွဲနေရလားဗျာ အကက်ကိုတွေးเสียပါပဲရှင် ဒီအချက်တွေကိုခွဲခြားဖို့ဆိုတာလုံးဝမလွယ်တော့ဘူးကျွန်တော်ရဲ့နေ့စဉ်လုပ်ရတဲ့စကားတွေဒေါဝတွေရဲ့တကယ်ဇင်းမြက်အစစ်အမှန်ကဘာလဲဆိုတာလုံးဝပဟေလီဖြစ်သွားစေတယ်ဗျ မှန်ပါရဲ့ရှင်အဲ့ဒီပဟေလီဖြစ်သွားတာအကြောင်းရင်းအစစ်အမှန်ကိုချီရမခံနိုင်တော့တာကိုပဲဘောဓတသနာပါပြောတဲ့အဝိဇ္ဇာရဲ့လက္ခဏာပါပဲ ။အော်အဲ့ဒါအဝိဇ္ဇာပဲပေါ့ ဟုတ်တယ်လူတွေကကိုယ်တိုင်ရဲ့လုပ်ရဲ့စကားရက်တွေရဲ့အရေးမြက်ကိုပြန်ပြီးမဆန်းစစ်နိုင်ကြတော့ဘူးလေကော်ဖီလားနိုးစီလားဆိုတဲ့မေးခွန်းကခိတက်လူသားတွေရဲ့မိမိကိုယ်ကိုသိမြင်နိုင်စွာဘလောက်ကြောင်ပျောက်ဆုံးနေပြီလဲဆိုတာကိုပြောင်မြော့စွာသရော်ထားတာပါရှင် ။တော်တော်ကိုထိမိတဲ့တရောချက်ပဲဗျာ နေ့လည်စာစားရင်ရန်ဖြစ်နေကြတဲ့သူတွေဟာလေတကယ်တမ်းပြဿနာရဲ့အကြောင်းရင်းခံအစစ်ဖြစ်တဲ့ညားကတွေကစုပုံလာရဲ့စိတ်ဖိစီးမှုတွေဖြည့်ရှင်းမရသေးတဲ့တောကတွေကိုရန်ဖြစ်နေကြတာမဟုတ်ပါဘူး ။ကျဆိုပါကိုရန်ဖြစ်နေတာလေ အဲ့ဒီအတိတ်ကအရာတွေရဲ့နောက်ဆက်တွဲရိုက်ခတ်မှုတွေကြောင့်သာအခုလိုအသေးအဖွဲကိစ္စလေးကိုပုံကြီးချဲပြီးပောက်ကွဲနေကြတာပါရှင် ။ဟုတ်တယ်ဗျာအစီရင်ခံစာ formula လို့ဆိုတာမျိုးပေါ့ အေးရပဲလေဒါပေမဲ့သူတို့ကိုယ်တိုင်ကအဲ့ဒီသစ္စာတရားကိုမသိဘူးမသိတဲ့အတွက်ကော်ဖီမကောင်းလို့အစီရင်ခံစာဖို့မလလို့ဆိုပြီးအပြင်ဘက်ကအကြောင်းကြားချက်အသေးအဖွဲလေးတွေကိုအပစ်တင်ပြီးကိုဆက်ပြီးလက်စားနေကြပြန်နေရှင် ။မာယာအတစ်တစ်ခုကိုထပ်ဖန်တီးလိုက်တာပဲနော် ဟုတ်ပါတယ်ရှင်ဒါဟာအဝိဇ္ဇာရဲ့တန်တရာထဲမှာလုံးလည်ချလေလိုက်နေတာကိုပညာသားပပတင်ပြသွားတာဖြစ်ပါတယ် ။ကြားရတာနည်းနည်းတော့ထိတ်လန့်စရာကောင်းတယ်ဗျာ။ကျွန်တော်တို့ကိုယ်တိုင်တောင်မသိလိုက်ပဲ။ကိုယ့်ရဲ့စိတ်အခြေအနေကိုအပြည့်အဝထိန်းချုပ်နိုင်စွာမရှိဘူး။အတိတ်ကမဖြေရှင်းရသေးတဲ့ပြဿနာတွေရဲ့စေခိုင်းမှုအောင်မှာအလိုလျောက်တုံ့ပြန်နေကြတယ်ဆိုတဲ့သဘောမျိုးဖြစ်နေတယ်လေ လက်တွေ့မှာအဲ့ဒီလိုဖြစ်နေကြတာများပါတယ် ။ဒါဆိုရင်ဒီတန်တရာကြီးတဲ့နေဘယ်လိုယုံထွက်ကြမလဲဗျာ။ဘာလို့ဖို့လို့မလဲ အဲ့ဒါကတော့ကိုယ်ပိုင်အတိစိတ်တတိထားရှိမှုနဲ့ပဲစတင်ရမှာပါရှင်အဝိဇ္ဇာဆိုတဲ့အမောင်တို့ကိုခွင်းနိုင်တာကတတိဆိုတဲ့အလင်းရောင်ပဲရှိပါတယ် ။အဒီထားမယ်ပေါ့ ဟုတ်တယ်ကိုဒေါက်တာထလာတဲ့အခါတိုင်းစိတ်ရှုပ်လာတဲ့အခါတိုင်းချက်ချင်းမတုံပြန်ပဲငါဘာလို့ဒီလောက်တောင်စိတ်ဆိုးနေရတာလဲဆိုတာကိုခဏလေးချင်းယူပြီးနောက်ကြောင်းပြန်ချေရခံကြည့်ဖို့လိုပါတယ်ရှင် ။အဲ့ဒီလိုလုံနိုင်မှုအထက်ကလည်းပရမဇုံအနေနဲ့ကိုဟာမာယာတွေဖုံးလာနေတဲ့အင်ကြီးထဲမှာနေထိုင်နေတယ်ဆိုတာကိုအရင်ဆုံးလက်ခံရပါမယ် ကဲကျွန်တော်တို့ဆွေးနွေးလာတာတော်တော်လေးကိုခရီးရောက်လာပြီဗျာဒီနေ့လေ့လာခဲ့တဲ့ဆီယမောင်တန်တို့ရဲ့ကြပြတဲ့ကအချက်အလက်တွေကိုပြန်ပြီးအနှစ်ချုပ်ကြည့်အောင် ဟုတ်ကဲ့ရှင် ကျွန်တော်တို့ဟာစီးစားခြင်းရဲ့ပန်းချီကားလို့အတူရောင်ညီတဲ့မှုနဲ့စတင်ခဲ့ကြတယ်
မျက်စိရှည်ကတိတ်ဆိတ်မှုကိုအမှန်တရားလို့ထင်နေတဲ့မာယာပေါ့ဗျာ အင်း အဲ့ဒီနောက်မှာအဲ့ဒီညင်းတက်မှုရဲ့အောက်ကဘုံစံတွေလိုပေါက်ကွဲထွက်လာတဲ့အတွေးတိတ်ဆဲတဲ့တောင်းကျမ်းနေတဲ့ညဘက်ရဲ့ရှုပ်ထွေးမှုတွေကိုမြင်တွေ့ကြရတယ်ကျွန်တော်တို့ရဲ့စိတ်အာရုံတွေဘလောက်တောင်ပြန်ကျဲနေတယ်လေဆိုတာကိုသတိထားမိလာတယ် ဟုတ်ပါတယ်ရှင် နောက်ဆုံးမှာတော့အဲ့ဒီရှုပ်ထွေးမှုတွေရဲ့အကျိုးဆက်အနေနဲ့မနက်ခင်းနဲ့နေ့လယ်စားစားချိန်တွေမှာအကြောင်းရင်းအစစ်အမှန်ကိုမသိပဲကော်ဖီကြောင့်လားနှုတ်အစီကြောင့်လားဆိုပြီးနားလည်မှုလွယ်မားကရန်ခင်းနေကြတဲ့ပြဿနာတွေအထိအဆင့်ဆင့်လေးလာခဲ့ကြပါတယ်ဗျ တကယ်ကိုပြည့်စုံတဲ့အနှစ်ချုပ်ပါပဲရှင် အစာပိုင်းမှာလှပတဲ့ကြပြတပုတ်လို့ထင်ရပြီးမြည်လီတကယ်တမ်းဖြည့်တွေးကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကမာယာနဲ့အဝိဇ္ဇာအကြောင်းကိုအယံကိုနည်းနည်းဆိုင်ဆိုင်ထင်ဟပြနေတာကိုတွေ့ရပါတယ်ဗျ မှန်ပါတယ်ရှင်ဒီအချက်လက်တွေကဘာကြောင့်အရေးကြီးတယ်လဲဆိုတော့ကိုအားလုံးပြန်စဉ်းစားကြည့်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ကျမတို့အားလုံးဟာအဲ့ဒီကြပြတွေကအိမ်ထဲမှာနေထိုင်နေကြသူတွေဖြစ်နေလို့ပါပဲ ဟုတ်တယ်ဗျအလိုတူတူပဲလေ နေ့စဉ်ဘဝရဲ့ပုံမှန်လုပ်ရလုပ်စဉ်တွေအလုတ်ခွင်ကဖြစ်အားတဲ့မိသားစုတာဝန်တွေကြားမှာကျမတို့လည်းဘုံဆန်နေလို့ပြန့်ကျဲနေတတ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုပြန့်ကျဲနေတဲ့အခြေအနေကြီးကိုပုံမှန်ပါပဲလို့ထင်မှတ်ပြီးအတူအယောင်ငြိမ်သက်မှုတွေနဲ့ကိုဆက်ပြီးလှည့်စားနေတတ်ကြတယ်ရှင်ဒီလေးလောင်မှုကနေရလိုက်တဲ့အကြီးမားဆုံးအဓိပ္ပာယ်ကတော့မိမိတို့ရဲ့နေ့စဉ်ဘဝထဲကအဲ့ဒီမာယာတွေကိုတတိပြုမိဖို့ပါပဲအပေါ်ယံအခွင့်တွေကိုခွာချပြီးတက်တဲ့အကြောင်းရဲ့အစအမှန်ဖြစ်တဲ့သစ္စာတရားကိုသိမြင်ဖို့ကြိုးစားရမှာပဲ ဟုတ်ကဲ့ အဲ့ဒီလိုတတိပြုမိခြင်းဟာအတူအယောင်ငြိမ်သက်မှုကိုကျော်လွန်ပြီးတကက်စစ်မှန်တဲ့ငြိမ်းချမ်းမှုကိုရှာဖွေနိုင်ဖို့တဲ့မရှိမဖြစ်လိုအပ်တဲ့ပထမဆုံးခြေလှမ်းပဲဖြစ်ပါလေရှင်ကိုယ့်ရဲ့စိတ်အခြေအနေနဲ့လိုရတွေရဲ့ဇာတ်မြစ်ကိုမှန်မှန်ကန်ကန်သိမြင်နိုင်မှာစအဝိစာရဲ့လွှမ်းမိုးမှုအောက်ကနေလွတ်မြောက်နိုင်မှာဖြစ်ပါတယ် တကယ်ကိုစဉ်းစားစရာကောင်းတဲ့တုံးတက်ချက်ပါပဲဗျဒီနေ့အစီအစဉ်ကိုအဆုံးသတ်ဖို့အတွက်နားချင်သူတွေဆက်လက်ပြီးတွေးတောစရာလေးတစ်ခုကိုချန်တာရချင်ပါတယ် ။ဘာများလဲရှင် မနှက်ပြန်ဖြစ်ဖြစ်နောက်တစ်ပတ်မှာဖြစ်ဖြစ်တခြားလူတစ်ယောက်နဲ့စကားပြောရင်အငြင်းခုန်လေးတွေနားလည်မှုလွဲလာလေးတွေဒါမှမဟုတ်ကိုယ်တိုင်ဒေါသထွက်လာတဲ့အခြေအနေမျိုးတွေကြုံလာပြီဆိုရင်အဲ့ဒီထွက်ပေါ်လာတဲ့စကားလုံးတွေခံစားချက်တွေရဲ့အရင်အမြက်ကိုချက်ချင်းမတုံ့ပြန်ပဲခဏလောက်အချိန်ယူပြီးခြေရာခံကြည့်ဖို့စဉ်းစားစေချင်ပါတယ်ဗျာ ။တကယ်ကောင်းတဲ့အလေးအကျင့်ပါရှင် အဲ့ဒီစကားတွေအဲ့ဒီဒေါသတွေဟာအခုလက်ရှိကြုံနေရတဲ့ပြဿနာအပေါ်တကယ်ရောထားတဲ့နေရာကနေထွက်ပေါ်လာတာလားဒါမှမဟုတ်ပြီးခဲ့တဲ့ညကကိုမဖြေရှင်းရတဲ့ပယံပတဘုံဆိုင်တွေရဲ့အကျွဲအကျင့်တဆေးတွေကများကိုစားဝင်ပြီးစကားပြောနေတာလားပေါ့ဗျာ ။ တကယ်တမ်းစက်ကပြောနေတာတကယ်တမ်းပြဿနာရှာနေတာဟာတောက်လိုက်တဲ့ကော်ဖီလားထဲလိုက်တဲ့နို့စီလားဒါမှမဟုတ်ကျွန်တော်တို့မျက်ွယ်ဖြူထားတဲ့အမှန်တရားလားဆိုတာကိုဆက်လက်စူးစမ်းရှာဖွေကြည့်ကြဖို့တိုက်တွန်းနေတယ်ပဲဒီနေ့လေ့လာစူးစမ်းမှုအစီအစဉ်ကိုဒီညမှာပဲရုပ်သိမ်းခဲ့ပါတယ် ဟုတ်ကဲ့ပါရှင် နားဆင်သူအားလုံးပဲစစ်မှန်တဲ့ငြိမ်းချမ်းမှုကိုရှာဖွေတွေ့ရှိနိုင်ကြပါစေဗျာ